ကဲhello မင်္ဂလာပါပဲကျူလေး4သိန်းနဲ့3ပေါင်းနော်4သိန်း3ပေါင်းပါရှင်သူကじゃဆွဲကျိုးကအရန်ခိုင်နေနော်ဒီမှာခွင်းဆက်လေးဆွဲသည်မလို့4သိန်း3ပေါင်းကိုမှမသက်တော့ဒီလိုလဲအဲ့လိုခွင်းဆက်လေး1ဆက်လေးဒါလေးကတော့4သိန်းခွဲကြတယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီမှာဘောလုံးလေးပါလိုက်တော့ဂရန်ချိန်ပုံများပါတယ်နော်ဒီလိုလေး1ဆက်လေးယူချိန်ရပါတယ်ရှင်4သိန်း3တောင်းရယ်4သိန်းခွဲရယ်ဆိုတော့8သိန်းနဲ့8တောင်းဖြစ်ပါတယ်เนาะ8သိန်း8တောင်းပါဒီလိုတစ်ဆက်ကိုပါเนาะဒါမသက်တို့လက်တိုင်းပေါ့เนาะကဲ8သိန်းနဲ့8တောင်းဖို့ပါအဲ့ဒါကတော့ 80k ပါရှင်နောက်ကလာလိုက်တာဒီမာလေးလောက်ဒီမာလေးဒါလေးကကြတော့9သိန်းဝန်းကျင်เนาะဒါလေးက9သိန်းဝန်းကျင်သူကကြဘောလုံးကြီးကြီးလေးပါတယ်ဘေးမှာလည်းဘောလုံးတသိန်းလေးပါလို့ပေါ့เนาะနောက်တစ်ခါဒါလေးဆိုရင်နောက်ကိုသူကအမင်တိုထားတာเนาะ18လက်မှအားလုံးကရှိတယ်ဒါလေးပါ2သိန်း6တောင်းကလေးဆွဲကြိုးလေးเนาะဒါကကြော်ကျိုးလေးပါကြော်ကျိုးလေးလည်းအရန်လာပါတယ်เนาะဒါလေးက6သိန်းပါဒီနေ့မတက်တို့ရောင်းချပေးနေတာကတော့21ရက်နေ့ဖြစ်ပါတယ်ရှင်နောက်ကကျရင်ဒါလေးကဣတုံကျိုးလေးတွေပါเนาะဣတုံကျိုး brand ချိန်များများလေးပါရှင်နောက်ခါကျရင်ဒါเนาะဘလင်းပလင်းလေးပါဒါဘလင်းလေးပါဘလင်းသူလေးကကြတော့ 80k နဲ့10နဲ့ဒါ15ပဲ15ပဲဒါလေးကို 80k ထင်ပြီးသူတို့ရှိတာဒါကကြရွှေဘော်လုံးထည့်ထားတာမဟုတ်15ပဲသူ16သိန်းเนาะဒါမျိုးမှာဒီလိုတပုံနဲ့6သိန်းတန်လည်းရှိအောင်ပဲဒါလေးဆိုရင်ဈေးရန်တန်တော့4သိန်းကျော်လေးเนาะအရက်ပုံလေး4သိန်းနဲ့တဲလေးတော့2000ပါရှင်4သိန်း2000 5သိန်း1000အောင်ပြပေးမယ်ပေါ့နော်ပါဘရက်ပုံလေးပါဘရက်ပုံလေးလင်းပလင်းလေးညဘက်ဆိုလည်းရန်လာလူကြီးကလည်းရတယ်ပြီးရင်သူကချိုးပပဆိုပြီးမဲ့ခိုင်ခန့်မှုကဒါအပြည့်အကျန်းဆွဲလို့ရတယ်နော်80k ကိုဆွဲဖို့တဲ့သူတိုင်းလည်းဒါသိပါတယ်ကဲဒါလေးပါဒါလေးကတော့ဆွဲသီးတဲပုံဆွဲသီးပါပြီးတော့မှ5သိန်း1000နဲ့ဝတ်စေရမှာဖြစ်ပါတယ်ကဲနောက်တစ်ခါဒါလေးစီတူလင်ဆွဲကြိုးလေးနော်ဒါလေးဆို5သိန်း8000ရှိမယ်6သိန်းရှိပါမယ်ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်95နှစ်3နှစ်665ဆက်သွယ်မှာယူပေးပါနော်ဒါမျိုးလေးတွေရှိမယ်ဒါလေးဆိုရင်5သိန်း6000ဆွမ်းနာမသက်အသေးဆွဲသီးလေးနဲ့ပြလိုက်တာ5သိန်းနဲ့1000ဒါလေးက5သိန်းနဲ့6000ပါကဲ screenshot လေးနဲ့ CV ကိုပေါက်ရောက်ပြီးမှာယူနိုင်ပါတယ် okay